လာပါရှင် Horizon News ရဲ့ State to Fuji ကဏ္ဍကနေကြိုဆိုလိုက်ပါရယ်2021ခုနှစ်ကစပြီးမကြာမှုကိုကောင်းမှုငုံမဲ့လက်နက်ကိုက်တော်လှန်နေကြတဲ့ကျမတို့ရဲ့လူငယ်တွေရဲဘော်တွေဟာပြည်ပြည်မှာအသက်တွေရွှေပေးဆက်နေကြသလိုအစာအသောက်ဆေးဝါးနည်းပညာနဲ့လိုအပ်တဲ့ထောက်ပို့ပစ္စည်းတွေလည်းနေ့စဉ်နဲ့များလွှဲနေစေဖြစ်ပါတယ်ဒီလိုချိန်ဒီမျိုးမှာရှေ့တန်းကရဲဘော်တွေအတွက်နောက်တန်းကပြည်သူတွေတက်တအားပါဝင်နေဖို့ပြည်ပြည်တပ်ဖွဲ့တွေကိုယ်တိုင်ပြုလုပ်နေတဲ့ထောက်ပို့ကမ်ပိန်းတွေနဲ့တော်လှန်ရေးထုတ်ကုန်တွေကိုကျမတို့ Horizon News ကနေတဆင့်ပွင့်လင်းမြင်သာမှုရှိရှိယုံကြည်စိတ်ချစွာပြန်လည်မှပေးသားမှာဖြစ်ပါတယ်ဒီစီစဉ်ရဲ့အဓိကရည်ရွယ်ချက်ကတော့တော်လှန်ရေးချက်ပုံငွေလွှဲချက်တွေကိုဖြည့်ဆည်းပေးဖို့နဲ့ပြည်သူတွေရဲ့ထောက်ပို့အားကိုစုစည်းပေးဖို့ပဲဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့မြေပြင်ကရဲဘော်တွေအတွက်အသက်တမျှအရေးကြီးနေတဲ့ဆေးဝါးကျန်းမာရေးဆောင်ရှောက်မှုနဲ့ရိက္ခာပိုင်းဆိုင်ရာကမ်ပိန်းတွေကိုတင်ပြပေးရှင်ပါတယ်လူကာစင်ယုံကနေတနင်္လာတစ်ချိန်သာပြုလုပ်တဲ့တက်လုံရန်ပုံငွေရှာဖွေရေးကမ်ပိန်းကိုအောက်တိုဘာ10ရက်နေ့ကနေစက်တင်ဘာလ15ရက်နေ့ထိပြုလုပ်နေပါတယ်လူကာအဖွဲ့ကြီးအနေနဲ့လက်ရှိမှာစင်ယုံနှယုံစေကန်းနှခမ်းဖွင့်လှစ်ထားပြီးစစ်ပေးဆောင်ပြည်သူတွေနဲ့ရှေ့တန်းရဲဘော်တွေအတွက်မရှိမဖြစ်ကျန်းမာရေးဆောင်ရှောက်မှုတွေပေးနေတာပါ။ဒါကြောင့်အသက်ပေါင်းများစွာကိုကယ်တင်နိုင်မယ်။7,600တာဂက်ရှိတဲ့တက်လောက်ကမ်ပိန်းမှာပါဝင်အားဖြစ်ပေးကြဖို့ကိုမြစ်တာရက်ခံချင်ပါတယ်။အလားတူပဲတနင်္လာရီမှာပန်းနိုင်စီတို့ဗျူဟာ33ထောက်ပို့တပ်ဖွဲ့ကနေလည်းတိုက်ပွဲတွင်းထိခိုက်ဒဏ်ရာရရဲဘော်တွေအတွက်လုံခြုံစွာစိတ်ကူးတတ်နိုင်မယ်အဆောက်အအုံတစ်ခုတည်ဆောက်နိုင်ဖို့နောက်ခွေရကမ်ပိန်းကိုအော်ဂိုလာကုန်ချီပြုလုပ်နေပါတယ်။ပြည်သူတူချစ်စီရဲ့လူငယ်တိုင်းဟာအုတ်တစ်ချက်တန်နိုင်တစ်ချောင်းဖြစ်ပြောင်းလဲပြီးဒဏ်ရာရရဲဘော်တွေအတွက်မျောလင်းချက်နေရာလေးတစ်ခုဖြစ်လာမှာပါရိခါပိုင်းမှာဆိုရင်လည်း KNDF တပ်ရင်အမတ်6ကနေမိုးရင်းကာလာရဲဘော်တွေရဲ့စိန်ခေါ်မှုတွေကိုဖြည့်တင်ပေးနိုင်ဖို့မိုးရင်းတော်လိုင်းအခြေခံစံအိတ်300ချန်နယ်ကိုစတင်နေပြီဖြစ်ပါတယ်။စံတပုံး9000ကျပ်ကစပြီးနိုင်ငံတကာဘဏ်အကောင့်တွေကနေပါဝင်နိုင်ပါတယ်။ဒါအပြင်နေ့စဉ်ရှေ့တန်းနောက်တန်းမနာတန်းပင်ပန်းနေတဲ့ရဲဘော်တွေအတွက်အော်ဂလက်ရိခါစံအိတ်လူပါ390ကပ်ပိန်းဟာ Day 8ရောက်လာပြီမဲ့ပါဝင်သူ15ဦးသာရှိသေးတာမို့အော်ဂလက်15ရက်နေ့မတိုင်မီမြေပြင်တရားကနိုးစီးစင်းနေတဲ့ဒီကမ်ပိန်းလေးမှာစက်တအိတ်တသိန်းကျပ်နှုတ်ထားနဲ့ဝိုင်းဝန်းပတ်ပေးကြပါဦးရှင်။ဆက်လက်ပြီးရှေ့တန်းစစ်စင်ရေးတွေအတွက်အရေးပေါ်လိုအပ်နေတဲ့ခေရန်ထောက်ပို့ရင်နဲ့ရပုံဝင်ကမ်ပိန်းတွေကိုပြပြပေးရှင်ပါတယ်။ရောဒေတာကရောအေယာရက်ကတ်ထုတ်လို့ရေးတပ်ဖွဲ့အတွက် mission ဖော်ဆောင်ဖို့အသက်ကယ်ဖို့အရေးကြီးလိုအပ်နေတဲ့ကားစီးဝယ်ယူနိုင်ရေးအတွက်အရှိန်နဲ့ဂျုံရက်ကတ်သုံးကမ်ပိန်းကိုပြုလုပ်နေပါတယ်။စီးရင်အရှိန်မြင့်လာတာနဲ့အမျှရန်တွေရက်ကတ်တွေနဲ့ပြစ်စင်တွေတည်ယူဖို့အပြင်တန်ရန်ရပြည်သူတွေရဲဘော်တွေကိုဘယ်လိုရအများဆုံးပြုဆောင်နိုင်ဖို့အတွက်ပါအရေးတကြီးလိုအပ်နေတဲ့7,300ကမ်ပိန်းကိုအောက်ဂုတ်10ရက်ကနေစက်တင်ဘာ10ရက်နေ့ထိပေါင်းကူညီနိုင်ပါတယ်။ထနောက်စစ်ကြောင်းတက်ရင်မှ805ကနေပြုလုပ်နေတဲ့7,200တာဂက်ချီရဲလေချီလေကပ်ပိန်းမှာလည်းဆက်ချီတက်ဖို့ဖြစ်တင်ဆိုတဲ့အတိုင်းရဲဘော်တွေအချိန်ဟုံမပြတ်ရှေ့ဆက်နိုင်ဖို့ပြည်သူတူချစ်စီရဲ့တထောင်တနေရာကပေါင်းဖြစ်တင်မှုတွေအများကြီးလိုအပ်နေပါသေးတယ်။အလားတူပဲတာယာဝတီခရိုင်ပကဖအမတ်ကြီးတိုက်ခိုက်ရေးတပ်ဖွဲ့ရွှေရမ်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေခဲရန်ရိတ်ခါနဲ့ဤပညာပိုင်းတိုးမြင့်နိုင်ဖို့မြို့ပြစီအရောက်လန်ဖို့ရိုမကုံဝိုင်းကူဆိုတဲ့မဲလက်မှတ်ကမ်ပိန်းကိုပြုလုပ်နေပါတယ်။မဲတဆောင်ကိုမြန်မာငွေ1000ကျပ်ကစပြီးထိုင်းစင်ကာပူမလေးရှားငွေကြေးတွေနဲ့ပါအားပေးနိုင်ပါတယ်ရှင်။နောက်ထပ်သိပေးချင်တာလေးကတော့ပဲခူးတိုင်းအတွင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့အတွက်ပြုလုပ်နေတဲ့ဟင်းသာဌာနေအောင်ပွဲဝေ7,300ကမ်ပိန်းဟာမြန်မာပမာဏရဲ့22ရာခိုင်နှုန်းဝန်းကျင်သာရရှိသေးတဲ့အတွက်အော်ဂိုလာကုန်ကြီးတလတာရက်တိုးမြင့်လိုက်တဲ့အကြောင်းမိဘပြည်သူတွေကိုအသိပေးတင်ပြထားပါတယ်ရှင်။ဒီတစ်ခါမှာတော့အနာဂတ်မျိုးဆက်တွေအတွက်အရေးကြီးလာတဲ့ပညာရေးနဲ့စစ်ဆောင်ပြည်သူတွေအတွက်ထောက်ပို့လှူရှာမှုတွေကိုပြပြပေးချင်ပါတယ်။ပြည်သူအတွက်ပြည်သူချင်းချင်းဖိမကူကြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့စစ်ပေးဆောင်မိဘပြည်သူတွေရဲ့စံရိတ်ခါခက်ခဲတွေကိုဖြည့်ဆည်းပေးမယ်။ဒိုဘတ်ရဲ့အမေဆန်အိုစံအိလျာကမ်ပိန်းကိုစတင်နိုင်ပြီဖြစ်ပါတယ်။ခက်ခဲကြက်တလာတဲ့မူရသည်မှာတနိုင်တပိုင်းဖြစ်စေစုပေါင်းရေးဖြစ်စေပေါင်းလူနိုင်ပါတယ်။ပညာရေးကဏ္ဍအနေနဲ့ကတော့စကိုင်း Federal Unit အခြေခံပညာရေးဘုတ်ဖက်ကနေ Education for All 64ဆိုတဲ့7,300ကမ်ပိန်းလေးကိုစက်တင်ဘာ20ရက်နေ့ထိပြုလုပ်သွားမှာပါ။ရလာတဲ့အလူငယ်တွေကိုမြို့နယ်33မြို့နယ်စီတိုက်ရိုက်ပို့ဆောင်ပေးမှာဖြစ်ပြီးဆရာမတွေအရေးသေးပြေဝလာအောင်လေ့ကျင့်ပေးမယ်။စွမ်းရည်မြင့်တင်နန်းတွေအတွက်အထူးအသုံးပြုသွားမှာဖြစ်လို့တက်နိုင်တဲ့လောက်ဖက်ပြီးပေါင်ဝင်အားဖြစ်ပေးကြဖို့တိုက်တွန်းလို့ဆိုလိုက်ပါရရှင်။ပေါင်ဝင်လူရန်အပေးချင်တဲ့မိဘပြည်သူတွေအနေနဲ့အခုဖန်သားပြမှာပြသထားတဲ့တက်ဆိုင်ရာ page တွေကိုတိုက်ရိုက်ဆက်သွယ်လူရန်နိုင်ပါရရှင်။ငွေအားဖြင့်မပါဝင်နိုင်ရင်တော့ post လေးတွေကို RCS လုပ်ပေးခြင်းဖြင့်ကူညီပေးနိုင်ပါတယ်။ငွေလဲပြောင်းတဲ့အခါမှာလည်းလုံခြုံရေးအရာအထူးကိစ္စကြဖို့နဲ့ကျန်ငွေသတ်မှတ်ထားတဲ့လမ်းကြောင်းတွေကနေပဲလွှဲပြောင်းကြဖို့မြစ်တာရက်ခံချင်ပါတယ်။ခဲတက်တဲ့ကာလာတွေကိုဖြတ်တန်းနေရပြီမဲ့ကျမတို့မှမျိုးလဲချက်တွေရှိနေကြပါ။အမှန်တရားနဲ့ကြံများတတ်မှုအတွက်တိုက်ပွဲနေတဲ့ကျမတို့ရဲ့ရဲဘော်တွေဟာအမောက်ခစ်ကိုအစုပ်တက်ဖို့အလင်းရောက်ကိုစောင့်ကြည့်ဖို့အတွက်သူတို့ရဲ့အသက်တွေကိုပေးဆက်ပြီးတိုက်ပွဲဝင်နေကြတာပါ။သူတို့ရဲ့ဆုံးလုံးနေတာခံမှုတွေကိုကျမတို့ဘယ်တော့မှမမေ့သင့်ပါဘူးရှင်။နောက်တန်းကနေအဖြစ်ပေးခြင်းဖြင့်သူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်ပေးကြရအောင်ပါ။ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက်နောက်တန်းကပြည်သူတွေရဲ့ပတ်မှုမှုဟာအဓိကအသက်တွေချုပ်ပဲဖြစ်ပါတယ်။ကျမတို့အားလုံးရဲ့စူပါအားနဲ့သာဒီတော်လိုင်းကြီးအောင်မြင်မှာဖြစ်ပါတယ်။နောက်ပတ်တွင်မှာလည်းဘလိုကမ်ပိန်းတွေထုတ်ကုန်တွေကိုဆက်လက်မိတ်ဆက်ပေးသွားမလဲဆိုတာကိုစောင့်မျှော်အားပေးကြပါအောင်ရှင်။ဒီကနေ့စီစဉ်ကိုအစဆုံးကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တူချင်းစီကိုအထူးကျေးဇူးတင်ရှိပါတယ်။
ကျမတို့ရဲ့စီစဉ်ကို like and share လုပ်ပေးဖို့လည်းမမေ့ပါနဲ့ဟုတ်ရှင်ပြည်သူတွေအားလုံးဘေးရန်နေကင်းရှိပြီးတော်လှန်ရေးကြီးအမြတ်ဆုံးအောင်မြင်ပါစေလို့ဆုတောင်းပေးရင်ဒီကနေ့စီစဉ်ကိုဒီမှာပဲရနိုင်ခွင့်ပြုပါကျမ Horace News ကနှုတ်မှုထားပါရှင်